အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ပြောကြမယ့်အကြောင်းအရာကတော့အောင်မြင်မှုဆိုတာကိုအချိန်နဲ့ပေါင်ခတ်ပြီးတိုင်းတာတဲ့လူဖွဲ့စီရဲ့မျောလင့်ချက်တွေအကြောင်းပါပဲတကယ်တော့ကိုယ့်အိမ်မက်တီကိုအကောင့်ထဲဖို့ဘယ်တော့မှနောက်မကြဘူးဆိုတာကိုစိတ်ဝင်စားကြရှုထောင်မျိုးကနေကြည့်သွားကြမှာပါဒီလိုမျိုးခံစားမှုကြလားကိုယ့်ရဲ့အောင်မြင်မှုခရီးမှာအချိန်ကတည်းရွတ်ကုန်သွားပြီဟာငါဒီရဲ့နောက်ကျချန်နေခဲ့ပြီလားဆိုရယ်ဆိုရင်စိတ်မျိုးလေတကယ်တော့ဒီလိုခံစားချက်ကထူးဆန်းတာမဟုတ်ပါဘူးကျွန်တော်တို့အများစုရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတစ်ခုပါပဲကျွန်တော်တို့ပတ်ဝန်းကျင်မှာလေအောင်မြင်မှုတို့အိမ်ကြီးကြီးနဲ့နေနိုင်တာတို့အလောက်ကိုက်ကောင်းကောင်းရတာတို့ဆိုတာတွေကိုအသက်30လိုမျိုးတတ်မှတ်ထားတဲ့အရွယ်တစ်ခုမှရကိုရထားတဲ့တယ်ဆိုတဲ့မမြင်ရတဲ့ PR တစ်ခုရှိနေတတ်ပါတယ်ဒါပေမဲ့တကယ်တော့လေဒါလူတွေရဲ့စိတ်ကူးတွေမှာပဲဖန်တီးထားတဲ့ပန်းတိုင်တစ်ခုတာဖြစ်ပါတယ်ကိုဘွားခရီးလန်းကိုတခြားတစ်ယောက်နဲ့တွားနိုင်ရှင်းနေဆိုတာကဘလို့မှအနိုင်မရနိုင်တဲ့ကစားပွဲတစ်ခုကိုကစားနေရတဲ့အတူတူပါပဲဘာလို့လဲဆိုတော့လူတစ်ယောက်ချင်းစီရဲ့ရှောက်လန်းကလုံးဝမတူညီဘူးလေကိုပိုင်ဟန်နဲ့ထူခြားနေလို့ပါပဲအဲ့ဒီလိုနိုင်ရှင်းတဲ့ခြင်းကကိုရဲ့တိုးတက်မှုနဲ့ရနိုင်တဲ့ပျော်ရွှင်မှုတွေကိုတကယ်ပဲခိုးယူသွားနိုင်ပါတယ်ဒီစကားကတကယ်ကိုအားရှိစရာပဲနော်ကိုတိုးတက်မှုကိုသူများနဲ့အောင်မြင်မှုတွေနဲ့ယဉ်ကျေးနေတာကဘလို့အတိတ်ပဲမရှိဘူးလဲဆိုတာကိုရှင်းရှင်းလင်းလင်းကြီးဖော်ပြနေတာပါစိတ်ပညာမှာတော့လေဒီလိုသူများနဲ့နှိုင်းယှဉ်ပြီးစစ်အားငယ်တဲ့ခံစားချက်ကိုတရားဝင်ခေါ်တဲ့နာမည်တော့ရှိပါတယ်အဲ့ဒါကို social comparison bias လို့ခေါ်ပါတယ်ဆိုလိုတာကကိုယ့်ထက်သားတယ်လို့ထင်ရတဲ့သူတွေပေါ်မှာမသိစိတ်ကနေပြိုင်ဆိုင်ခြင်းတဲ့စိတ်တွေမနာလိုတဲ့စိတ်တွေဖြစ်လာတာကိုပြောတာပါဒီလိုလူမှုရေးအရာနှိုက်ရှင်တဲ့အကျင့်ကစိတ်ပိုင်းဆိုင်ရာမှာတော်တော်လေးပြင်းထန်တဲ့စူးကျိုးတွေရှိနိုင်ပါတယ်စိတ်ကြယောဂဖြစ်တာနဲ့စပြီးကိုတန်ဖိုးမထားတော့တာနောက်ဆုံးမှာအသက်အန္တရာယ်ရှိတဲ့အတွေးတွေအထိတောင်ဖြစ်လာနိုင်ပါတယ်ကဲဒါမဲ့စိတ်မပူမှာနဲ့ဒီလိုနိုင်ရှင်တဲ့ထောင်ချောက်ကနေရုံထွက်ပြီးတော့အောင်မြင်မှုဆိုတာကိုရှုထောင့်အသက်ကနေတိုင်းတာလို့ရမယ်နီးလာနေရှိပါတယ်အခုပဲအတူတူဆက်လေ့လာကြည့်လိုက်ရအောင်ဒီစကားက grit ဆိုတဲ့စိတ်ဓာတ်ကြန့်ခိုင်မှုအကြောင်းကိုလမ်းစာဖွင့်ပေးလိုက်တာပါပဲဟုတ်တယ်လေကျွန်တော်တို့ကမွေးရပါရမီရှင်ဆိုအရန်တဘောကြကြတယ်ဟုတ်ဒါပေမဲ့တကက်အောင်မြင်မှုရဲ့နောက်ွယ်ကတော်ချက်ကမစုံမနစ်ကြိုးစားအားထုတ်မှုဖြစ်နေတတ်ပါတယ်ဆိုတော့အဓိကတော်ချက်က grit ပါမယ်ပြောရရင်တော့ဇွဲလုံလနဲ့စိတ်အားထက်သန်မှုပေါ့ဒါကအသက်အရွယ်ဒါမှမဟုတ်မွေးရပါရမီနဲ့မဆိုင်ပဲအောင်မြင်မှုကိုဖြစ်ပေါ်စေတဲ့တကက် engine စက်ကြီးတစ်ခုလိုပါပဲ grit ဆိုတာကိုလက်တွေ့ကြနားလည်ဖို့အဓိကချက်၄ချက်ခွဲကြည့်လို့ရပါတယ်ပထမတစ်ခုကတော့ကိုတကယ်နှစ်သက်တဲ့အရာကိုရှာတွေ့တဲ့စိတ်ဝင်စားမှုပြီးရင်အဲ့ဒီအရာကိုပိုကောင်းအောင်နေ့စဉ်ကြိုးစားတဲ့လေ့ကျင့်မှုကိုအလုပ်ကသူ့တစ်ပါးကိုအကျိုးပြုတယ်လို့ခံစားရတဲ့ရည်ရွယ်ချက်နောက်ဆုံးမှာတော့အခက်အခဲတွေကြားကနေပြန်ထက်နိုင်မယ်လို့ယုံကြည်တဲ့မျှော်လင့်ချက်တို့ပဲဖြစ်ပါတယ်ဒီမှာတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုပါလေဆိုတော့ grit ရဲ့အဓိကစိတ်ပိုင်းတစ်ခုဖြစ်တဲ့ရည်ရွယ်ချက်ဆိုတာကလေအသက်20ရွယ်လူငယ်တယောက်စီကချက်ချင်းမျှော်လင့်ထားလို့မရတဲ့ဘူးတဲ့အများအားဖြင့်လူလက်ပိုင်းရွယ်ရောက်မှာပို့ပြီးခိုင်မာလာတတ်တာပါဒါကအောင်မြင်မှုဟာနောက်ကျမှပွင့်ဖူးနိုင်တယ်ဆိုတာကိုပို့ပြီးခိုင်မာစေပါတယ်အဲ့ဒီတော့ဒီအချက်ကနေကျွန်တော်တို့နောက်ထပ်အရေးကြီးတဲ့အယူဆတစ်ခုကိုဆက်သွားလို့ရပါတယ်အဲ့ဒါကတော့ဖွံ့ဖြိုးတိုးတက်မှုဆိုတာအသက်အရွယ်တစ်ခုမှရသွားတာမဟုတ်ပဲတသက်တာလုံးသွားနေတဲ့ခီးစဉ်တစ်ခုဆိုတာပါပဲဒါကတော့နာမည်ကြီးစေပညာရှင် Erik Erikson က theory ပါသူကလူဘဝကိုအဆင့်တွေခွဲပြထားပြီးအဆင့်တိုင်းမှာကိုယ်ပိုင်စိန်ခေါ်မှုနဲ့ဖွံ့ဖြိုးမှုတွေရှိတယ်လို့ဆိုပါတယ်ဥပမာလူလက်ပိုင်းရွယ်မှာကိုကြိုးတဲ့ပဲကြည့်မလားနောက်သားတွေအတွက်အမွေးနှစ်ထားခဲ့မလားဆိုတဲ့ပဋိပက္ခကိုရင်ဆိုင်ရတယ်ပေါ့ဒါကဘာကိုပြနေလဲဆိုတော့ဘဝခီးဆိုတာတက်ကြီးတဲ့အထိဆက်ပြီးပြောင်းလဲနေတယ်ဆိုတာပါပဲကဲခုနကပြောခဲ့တဲ့ grit တို့တတဖွံ့ဖြိုးမှု theory တို့ကစာထဲမှာပဲရှိတာလားလက်တွေ့ဘဝမှာကိုဘလို့လဲဆိုတာကိုပြမဲ့စိတ်အားတက်စရာဥမာတွေကိုကြည့်လိုက်ကြရအောင်ကဲပထမဆုံးအနေနဲ့ကြက်ကြော့ဆိုရင်အားလုံးပြင်းပြင်းကြမဲ့လူတစ်ယောက်ရဲ့အကြောင်းနဲ့ဆက်လိုက်အောင်သူ KFC ကို franchise နဲ့စတင်ခဲ့တော့ကသူ့အသက်ပါတော်တော်လေးအန်တော်စရာကောင်းတယ်ဟုတ်လူတော်တော်များများအငင်းစားယူနေတဲ့အရွယ်မှာသူကကဘာကျော်အမှတ်တမ်းစိတ်တစ်ခုကိုတီးထောင်ဖို့ကြိုးစားခဲ့တာပါသူရဲ့ကြက်ကြော်နီးကိုစားတော့ဆိုင်ပေါင်းထောင်ကျော်ကငင်းပယ်ခဲ့တယ်ကိုဆိုပါတယ်ဒါပေမဲ့သူလုံးဝလက်မလျှော့ခဲ့ပါဘူးသူရဲ့ဇွဲလုံးလာကနောက်ကျမှအာငင်မှုရနိုင်တယ်ဆိုတာကိုတက်တဲ့ဖြစ်ပြနေပါတယ်နောက်ထပ်စိတ်ဓာတ်ခွန်အားဖြစ်စေမဲ့ဥပမာတစ်ခုကတော့အနုပညာလောကကပါသူဟာအသက်80ကျော်မှာပန်းချီဆွဲတဲ့အလုပ်ကိုစတင်ခဲ့တာပါအရင်ကသူဝါသနာပါတဲ့ပန်းထိုးတဲ့အလုပ်ကိုအစစ်အမြက်ရောင်ယောဂကြောင့်လက်လွတ်လိုက်ရပေမဲ့စိတ်တက်မကြပဲစိန်ခေါ်မှုအသစ်တစ်ခုကိုလက်ခံပြီးအနုပညာရှင်တယောက်ဖြစ်လာခဲ့တာပါသူရဲ့ပန်းချီကားတွေဟာအမေရိကန်ကျေးလက်ဘဝကိုပုံဖော်ထားပြီးကဘာတဝမ်းကပြားတိုက်တွေမှာတော့ချစ်ဆွဲခံခဲ့ရပါတယ်ဒါကအထက်အရွယ်ဆိုတာတီထွင်ဖန်တီးနိုင်စွမ်းအတွက်ဘတော်မှအတားအဆီးမဟုတ်ဘူးဆိုတာကိုပြနေတာပါပဲနောက်ဆုံးအနေနဲ့စာပေလောကကဥပမာတစ်ခုကိုကြည့်လိုက်ကြရအောင်ပါကမာတဝမ်ကကလေးတွေအသေးဆွဲဖြစ်ခဲ့ Little House South Series ကပထမဆုံးစာအုပ်ကိုသူထုတ်ဝေခဲ့တုန်းကအသက်60ကျော်နေပါပြီ
သူမဟာအသက်40ကျော်ကလေးကကလောင်ရှင်တယောက်ဖြစ်ခဲ့ပေမဲ့သူ့ဘဝရဲ့အကြီးမားဆုံးနဲ့အထင်ရှားဆုံးအောင်မြင်မှုကတော့အသက်ကြီးပိုင်းရောက်မှရရှိခဲ့တာပါဒီဥပမာတွေအားလုံးကတတ်တဲ့ပြနေတာကတော့ဘဝခရီးရဲ့အကောင်းဆုံးအပိုက်တွေဟာနောက်ကျပြီးမှလည်းရောက်လာတတ်တယ်ဆိုတာပါပဲ နောက်ဆုံးအနေနဲ့ဒီမေကုန်းလေးနဲ့အဆုံးသတ်လိုက်ခြင်းပါတယ်အောင်မြင်မှုအတွက်အချိန်သတ်မှတ်ချက်တာတကယ်မရှိဘူးဆိုရင်ကိုယ့်အတွက်ဘာတွေကိုတိဆောက်သွားမလဲကိုယ့်ရဲ့ခီးလန်းကိုယုံကြည်မှုအပြည့်နဲ့ဆက်ပြီးရှောက်လန်းနိုင်ကြပါစေ